Good morning ဒီနေ့တော့နားရက်ဖြစ်ပါတယ်နားရက်နေ့မှာရေသွားကုမှာဖြစ်ပါတယ်ရှင်ရေမကုခင်မှာမနေ့စာတော့စားလိုက်ပါဦးမယ်ဒါတော့ကျွန်မမနေ့စာအမြဲတမ်းစားနေကြပါတော့အဒိတ်ချင်းရေထောပတ်တီးရေပြီးလို့ရှင်အစီလေးတွေရေပြီးတော့အထက်မှာဟန်နေနဲ့ရောပြီးစားပါတယ်ပြီးလို့ရှင်နှုတ်တစ်ခွက်နှုတ်ထဲမှာဒီ protein powder collagen powder ရောပြီးတော့တောက်ပါတယ်ပြီးတော့ကျဲဥပြုံးနှလုံးပေါ့နော်နားရပေမဲ့လည်းမနေ့ဆော့ဆော့ထားတဲ့အကျင့်အရှိနေတော့မနေ့ဆော့ဆော့ထားမှကျင်းလာတာပေါ့နော်ပြီးလို့ရှင်ဒီနေ့ဒါအတွက်မနေ့ဆော့ဆော့ထားလို့ရှင်အခြေတွေအများကြီးရှိတယ်လို့ခံစားရတော့ပေါ့မနေ့ဆာစာဘေဘီဆိုတော့အခုရေတော့ခုသွားလိုက်ပါဦးမယ်ရှင်ဒီနေ့ကတော့နေတာတော့ပေါ့နော်နေရတော့နည်းနည်းပူပါတယ်ကဲအခုတော့ရေကုကံမှာရောက်နေပါပြီဒီနေ့ကတော့ကျွန်မချင်းမှာလဲဒီနေရာပဲရေကူးလဲဒီနေရာပဲပေါ့နော်ရေကူးတာတော့အရင်သဘောကျတယ်ဒီနေ့နေနေဘူးတော့ရေမကူခင်လေးမနေအောင်ချီလို့ရှင်ကိုအရင်လိုက်လိုက်ပါတယ်ဖို့လို့ရှင်အသားမဲမှာဆိုလို့ရေကူးတာတော့အရင်သဘောကျတာပေါ့နော်ပုံမှန်အဖြစ်တော့တစ်ပတ်မှရေတရက်နဲ့ရေလောက်ကူးဖြစ်တယ်ဘာလို့လဲဆိုတော့ရေကူးတဲ့အခါကျတော့ရှင်ညပဲအိပ်ပျော်စေလို့ခံစားရတယ်တနေ့တားလေးလန်းဆန်းဆန်းပပခံစားရတယ်ပေါ့နော်နေလို့လည်းအရင်ကောင်းတယ်ပေါ့ဒါတော့ကျွန်မရေကူးပြီးတော့အမြဲတမ်း diving ထိုးတာပေါ့နော်ကံပေါင်းမတက်ခင်မှာအမြဲတမ်း dive ထိုးဖြစ်ပါတယ်ရှင်ရေကူးပြီးတော့အခုတော့အိပ်ပြန်ရောက်ပါပြီရှင်ဘိုင်လေရန်စာနေတော့စားချင်တာတွေစိတ်တက်ချက်ပလိုက်တာပေါ့နော်salmon fish jaw ရဲ့ပြီးလို့ရှင်အရွယ်ဆိုဟင်းရဲ့ပေါ့နော်ဘိုင်ရန်စာနေတော့လက်နဲ့ပဲဆွဲလိုက်ပါတော့တယ်ဘိုင်ရန်စာနေတဲ့အချိန်မှာဆိုထမင်းစားတဲ့အခါတိုင်းလက်နဲ့ထမင်းစားရမှာပို့ပြီးတော့အားရတော့ပေါ့နော်ပြီးလို့ရှိရင်တော့ကိုချက်တဲ့ဟာဆိုလို့ရှိရင်တော့ကိုချက်ကိုကြိုက်ပဲကိုလက်ရကိုအကြိုက်ဆုံးပဲသမီးစားပြီးတော့နားချိန်မှာတော့လိမ့်လာဆရာရှိတာလိမ့်လာတာပေါ့နော်တင်ယူဆရာရှိတင်ယူတယ်ဒါတော့ဗိုက်တာမင် C လေးတောက်လိုက်ပါတယ်ပြီးလို့ရှိရင်စားရီအုပ်တွေဖတ်မယ်နားမယ်အမေစီဖုတ်ခုံမယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးမားလဲနော်မားလားရောမောဘယ်ရောက်မလို့ရပုံမှန်အဖြစ်တော့နာရဲနေကြလို့ရှိရင်ဘယ်မှအပြင်မှာသွားခြင်းစိတ်မရှိတော့ဘူးเนาะအိမ်မှာပဲအေးစစ်စစ်အနားယူခြင်းတယ်စာအုပ်ဖားလိုက်အနားယူလိုက်လို့ပေါ့ခုတော့အိမ်ငယ်လို့အိတ်လိုက်ပါဦးမယ်တတ